အားလုံးပဲမင်္ဂလာပါ Sunshine Motor မှာပြန်လဲကြိုဆိုလိုက်ပါတယ်လက်တလောကျွန်တော်ဆိုင်မှာရနိုင်မယ်ဘိန်းလေးတွေနဲ့ဈေးနှုန်းလေးတွေကိုကျွန်တော်တစ်ချက်မိတ်ဆက်ပေးပါမယ်ကြည့်လိုက်အောင်ပါနော်ပါကင်ဘိန်းလေးတွေအသစ်ရောက်ထားပါတယ်နော်ဒါလေးကတော့ကာမက်ပါကာမက် Weight Alpha လေးဖြစ်ပါတယ်ဂါဗနာဘိန်းလေးဖြစ်ပါတယ်အင်ဂျင်လည်းပြောင်းသွားပါတယ်ပါကင်ဘိန်းလေးပါနော်ဟုတ်ဒီဘိန်းလေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းက25သိန်း8000ဖြစ်ပါတယ်ဒါလေးကကြတော့ပါကင်လေးပါပဲသူကတော့နီဖန်အမျိုးအစားလေးဖြစ်ပါတယ်နီဖန်သူကတော့ရိုးရိုးဝေးတရားလေးပါတလက်ကွေးလေးနဲ့ပါပဲเนาะဟုတ်သူ့ကိုရောင်းချပေးမယ်ဈေးနှုန်းကတော့24သိန်း5000ဖြစ်ပါတယ်ဟုတ်ဒါလေးကတော့ပါကင်ဘိန်းပါပဲစီစားရင်လေးပါကိုဗော့အမျိုးအစားလေးဖြစ်ပါတယ်သူ့ရဲ့ရောင်းချပေးမယ်ဈေးနှုန်းလေးကလည်း28သိန်း5000ဖြစ်ပါတယ်သူလည်းအင်ဂျင်ပြောင်းလေးပါပဲเนาะဟုတ်ကဲ့ဒီဘက်ကတော့ထိုင်းဘိန်းလေးပါဗျ Honda Click 1 ton Honda Click 1 ton 2010 model လေးပါသူ့ကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းက38သိန်း8000ဖြစ်ပါတယ်ဟုတ်ဒါလေးကလည်းထိုင်းဘိန်းလေးပါပဲ Yamaha အမျိုးအစားလေးပါ Yamaha Fino 2008 model လေးပါသူ့ကိုရောင်းချပေးမယ်ဈေးနှုန်းက26သိန်း5000ဖြစ်ပါတယ်တစ်ချက်ပြပေးမယ်နော်ဒီစီဇာအိုင်လေးကတော့ကာမက်အမျိုးအစားလေးဖြစ်ပါတယ်ကာမက်စီဇာအိုင်2019 model လေးပါသူ့ရဲ့ရောင်းဈေးလေးကတော့18သိန်း8000ဖြစ်ပါတယ်ဒါလေးကတော့လန်ဂျာ1 ton လေးပါ2013 model လေးပါသူ့ရဲ့ရောင်းဈေးလေးကတော့15သိန်း5000ပါဒီဘိန်းလေးကတော့ဘူယန်ဘိုစီဇာအိုင်2019 model လေးပါပဲသူ့ရဲ့ရောင်းဈေးလေးက18သိန်း8000ဖြစ်ပါတယ်ဒါလေးကတော့ RJ Star စီဇာအိုင်လေးပါ2019 model လေးပါသူ့ရဲ့ရောင်းဈေးက16သိန်း8000ဖြစ်ပါတယ်ဒါလေးကကြတော့ဒယန်1 ton ပါဒယန်1 ton 2015 model လေးပါသူ့ရဲ့ရောင်းဈေးလေးကတော့19သိန်း5000ဖြစ်ပါတယ်အဲမှာတစ်ချက်ကြည့်လိုက်အောင်ဒါလေးကတော့ကျွန်တော်တို့ one chain ပါနော် one chain အမျိုးအစား125ရုပ်ဆိုးဘိန်းလေးဖြစ်ပါတယ်2018 model လေးပါသူ့ရဲ့ရောင်းဈေးလေးကတော့18သိန်း5000ဖြစ်ပါတယ်ဒီစီဇန်အိုင်လေးကတော့ Star Sky စီဇန်အိုင်လေးဖြစ်ပါတယ်2018 model လေးပါသူ့ရဲ့ရောင်းဈေးလေးကလည်း15သိန်းနဲ့8000ဖြစ်ပါတယ်ဒါလေးကတော့ Harry Star စီဇန်အိုင်လေးပါ2015 model လေးပါသူ့ရဲ့ရောင်းဈေးလေးက15သိန်း5000ပါဒါလေးကတော့ရင်စင်းစီဇန်အိုင်လေးဖြစ်ပါတယ်2021 model လေးပါသူ့ရဲ့ရောင်းဈေးက19သိန်း5000ဖြစ်ပါတယ်ဒါလေးကတော့ Super Ambo စီဇန်အိုင်လေးဖြစ်ပါတယ် Super Ambo စီဇန်အိုင်2016 model လေးပါသူ့ရဲ့ရောင်းဈေးလေးကတော့16သိန်း8000ဖြစ်ပါတယ်ဒီဘိန်းလေးကတော့ New Sambo စီဇန်အိုင်လေးဖြစ်ပါတယ်2015 model လေးပါသူ့ရဲ့ရောင်းဈေးလေးကတော့15သိန်း8000ဖြစ်ပါတယ်နောက်ဒီဘိန်းလေးကတော့ Zocambo 125ရုပ်ဆိုးဘိန်းလေးဖြစ်ပါတယ်2012 model လေးပါသူ့ရဲ့ရောင်းဈေးလေးက73သိန်း8000